result ကတော့တော်တော်လေးမိုက်တယ်ပေါ့နော်ကျွန်တော်ဒီညနာဒီတချမ်းကိုအရင်ဆုံးလုပ်တဲ့အခါမှာပဲအဲ့တချမ်းကတေချာလေးတိတိကျကျလေးဖြစ်တဲ့ဆိုတဲ့ effect ကိုရတယ်ပေါ့နော်မင်္ဂလာပါဆရာပထမဆုံးအနေနဲ့ကိုမိတ်ဆက်ပေးပါအောင်ရှင်မင်္ဂလာပါဗျကျွန်တော်ကတော့ဒေါက်တာအောင်ပါဘာသာဆန်အထူးကုဆောင်တယောက်ပါဟက်ဆာမှာပထမဆုံးအနေနဲ့ယူဖြစ်ခဲ့တဲ့ treatment ကဘာဖြစ်မလဲနော်ဟက်ဆာမှာပထမဆုံးချိန်ယူဖြစ်ခဲ့တာတော့ကျွန်တော်ဒီ ASEAN face treatment ပေါ့နော်ကဲရှင်ဘာလို့ယူဖြစ်တာလဲဆိုတော့ကျွန်တော်ကဒီအသက်အရွယ်ရဒီမျက်နှာမှာရေးချောင်းလေးတွေပေါ်လာပါတယ်ဟုတ်ကဲ့ဒီနေ့လေးရော်ရဲလာတာရှိတဲ့အတွက်ကြောင့်ယူမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တယ်ပေါ့နော်ဟုတ်ကဲ့ရှင်ပထမဆုံးအနေနဲ့ကိုကဆေးလည်းမထိုးခြင်းဘူးဟုတ်နောက်ပြီးတော့ဒီပေါ်ပေါ်ပါနဲ့ထိရောက်မှုတွေရှိမဲ့ treatment လေးဘာလေးရှိမလဲဆိုတော့ဒေါက်တာတို့နဲ့တိုင်လိုက်တဲ့ဟုတ်ကဲ့ဒီ ASEAN face treatment လေးကိုရွေးချယ်ဖြစ်ခဲ့တာပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်အဲ့တော့ဟက်ဆာမှာပထမဆုံးအနေနဲ့ treatment ယူတဲ့အခါမှာဆရာအနေနဲ့ဘယ်လိုမျိုးအခက်အခဲလေးတွေ့ခဲ့ရလဲရှင်အခက်အခဲရလို့ကြီးမားတော့မရှိပါဘူးเนาะဘာလို့လဲဆိုတော့ကျွန်တော်မျိုးသမီးကဒီဟက်ဆာမှာအများတန်းလာပြီးတော့ဒီ treatment ယူနေတဲ့ regular client တယောက်ဆိုတော့ကိုကနေပြီးတော့ကျွန်တော် recommend ပေးတော့ကျွန်တော်ဒီယုံကြည်မှုရှိနဲ့လာပြီးတော့ဖြည့်ပြတာပါเนาะပထမဆုံးအချိန်ဆိုတော့နည်းနည်းတော့စိတ်လှုပ်ရှားမှုရှိတာပေါ့ဘဝမှာကျွန်တော်က aesthetic treatment ကိုတစ်ခါမှမယူဘူးကြဘူးအဲ့တော့နည်းနည်းလေးတော့စိုးရိမ်စိတ်ပြီးတော့ရှိရပါတော့ဒါပေမဲ့အဲ့စိုးရိမ်စိတ်တွေလည်းဒီဒေါက်တာတို့တခြားလေးဆွေးနွေးပေးတဲ့အတွက်ကြောင့်အကုန်လုံးကတော့အဆင်ပြေခဲ့ပါတယ်ဟုတ်ကဲ့အခုဆိုရှင်ဆရာအနေနဲ့ hexamer treatment ယူခဲ့တာဘယ်နှကြိမ်လောက်ရှိပြီလဲပေါ့နော် treatment ယူခဲ့တာကျွန်တော်ခုဆို3ပတ်မြောက်ပေါ့နော်3ကြိမ်ရှိပြီပေါ့နော်ကျွန်တော်ရဲ့ဒီ ASEAN face treatment ကတစ်ပတ်မှတစ်ခါယူရမယ်ဆိုတော့ပြောထားပါတော့ကျွန်တော်၄ပတ်ပြည့်အောင်ယူရမယ်ဆိုတော့ကျွန်တော်ဒီ၄ပတ်ပြည့်အောင်တော့ယူမယ်ပေါ့နော်အဲ့ဒါမှလည်းဒီဒေါက်တာတို့ပြောခဲ့သလိုဒီ၄ပတ်လောက်ဒီ ASEAN face treatment ကိုယူထားမှဒါသူ့ရဲ့မျက်နှာလေးတင်းတင်းချင်းလေးရှိတာလည်းဒါတစ်နှစ်လောက်ထိကြားရှိခံမယ်ဆိုတော့၄ပတ်လောက်တော့၄ပတ်လောက်ထိရှိပြီပေါ့နော်ဟုတ်ကဲ့ရှင်ဆရာအနေနဲ့အခုလိုကိုယ်တိုင် treatment ယူတဲ့အခါမှာပေါ့နော် hexa ဘက်ကနေပြီးတော့မှဘယ်လိုမျိုးခဲလုပ်ပေးခဲ့လဲတခြားလေးလုပ်ပေးပါတယ်အဓိကကျွန်တော်ကဒီပထမဆုံးချိန်လာတာဆိုတော့စွမ်းနာပြောခဲ့လို့ပေါ့နော်ကို့မှာလည်းစိုးရိမ်စိတ်လေးရှိတယ်အဲ့ဒါလေးကိုတခြားလေးရှင်းပြပြီးတော့ဒါဘယ် treatment လေးကကောင်းတယ်ဆိုတော့တခြားလေးပြောပြတယ်နော်ဟုတ်ကဲ့ရှင် treatment ယူတဲ့အခါမှာလည်းတကယ်ဟိုဒါအဆင့်မီခင်မီတဲ့ဒီ up to date ဖြစ်တဲ့ပစ္စည်းစက်ကိရိယာတွေနဲ့လုပ်ပေးတယ်လုပ်နေစဉ်မှာလည်းတခြားလေးကိုနာကျင်မှုမရှိအောင်အမြဲတမ်းအဆင်ပြေလားပါလားအမြဲတမ်းပြောပြီးတော့တခြားလေးပြောပေးရဆိုတော့ဟုတ်ကဲ့ရှင်အဆင်ပြေခဲ့ပါတယ်ဆရာအနေနဲ့ treatment တွေယူပြီးတော့တဲ့အခါမှာရော result ကိုဘယ်လိုမျိုးမြင်ခဲ့ရလဲပေါ့နော်စိတ်ကြည်လက်ခဲ့ရလားရှင်result ကတော့တော်တော်လေးမိုက်တယ်ပေါ့နော်ကျွန်တော်ဒီညနာဒီတချမ်းကိုအရင်ဆုံးလုပ်တဲ့အခါမှာပဲအဲ့တချမ်းကတေချာလေးတိတိကျကျလေးဖြစ်တဲ့ဆိုတဲ့ effect ကိုရတယ်ပေါ့နော်နောက်တစ်ဖက်မှာယူလိုက်တဲ့အခါမှာဒီအကောင်လုံးနှစ်ခုလုံးကိုရှင်လိုက်တဲ့အခါမှာမျက်နှာကြည်ကြည်လင်းလင်းလေးနဲ့ဖြစ်လာပြီးတော့ကိုယ့်ကိုယ်လည်းယုံကြည်မှုလေးပို့ပြီးတော့တိုးလာတယ်ပေါ့နော်အခုဆို3ဘက်ရှိပြီဆိုတော့တော်တော်လေးလည်းဝင်လာတယ်ဆိုတော့ကိုယ့်ကိုခံစားရတယ်ယုံကြည်မှုရှိတယ်ဟုတ်ကဲ့ဆရာအနေနဲ့ဒီလို treatment လုပ်ချင်တဲ့လူတွေအတွက်ကိုရော hexa ကိုလာခဲ့ဖို့ဘယ်လိုမျိုးလေးဖိတ်ခေါ်ချင်လဲရှင်ဖိတ်ခေါ်ပါတယ်ဘာလို့လဲဆိုတော့ဒီလှကျင်တဲ့အမျိုးသမီးတွေအတွက်ကောကျွန်တော်တို့ဒီယောက်ျားလေးဆိုလဲဒီကိုယ့်ကိုယုံကြည်မှုရှိကျင်တဲ့ဒီမျိုးသားတွေအတွက်ကောပေါ့နော်ဒီမှာကဒီခင်မီတဲ့နီး set ပြရရင်လည်းတခြားလေး view site ပေးရပေါ့နော်လုပ်ပေးနောက်ပြီးတော့ဒီ step တွေရော doctor တွေရောလည်းအကုန်လုံးကတခြားလေး care လုပ်ပေးရတယ်ဒါ premium ဆန်တဲ့ quality ဖြစ်တယ်နော်အဲ့တော့ဒီရာကိုလည်းတခြားလေးဆက်ပြီးတော့လည်းထိမ့်သိမ့်ပေးပါဘူးเนาะကျွန်တော်တော့အကုန်လုံးဖိတ်ပါတယ်ဗျဟုတ်ကဲ့ရှင်ဟုတ်ကျေးဇူးပါဆရာအခုလိုမျိုး client talk program လေးက hexa မှာလာစင်တိုင်းရှိနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ hexa ရဲ့ page လေးကိုအမြဲတမ်းစောင့်မျှော်ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်ပါရရှင်